ရားသခင်ဒီသင်လုံးရှိပါစေ။မမေသာဒီပါจิตတမကုကျမ်းမှာရေးနှုတ်ထားတဲ့ကျမ်းလို့စကားဒီ။ယောဟန်ဖန်စီချုံနှောင်ခံရပြီးတော့ယေရှုသည်ဂါလိလျာနယ်သို့ကြွလာ၍ဘုရားသခင်သတင်းကောင်းကျင့်ကြဟောပြလေမိတ်ဒီကအချိန်ကာလသည်ပြည့်စုံပြီးဘုရားသခင်နိုင်ငံတော်သည်လည်းတည်လူနေပြီးနောင်တရကြ၏။အင်္ဂလိပ်တရားတော်ကိုယုံကြည်ကြဟုဖြစ်ကိုလိုဒီဂါလိလျာကနာလျှောက်ကြွသွားတဲ့စီမုန်နဲ့သူ၏ညီအန်ဒရီယာတို့သည်ပင်လယ်တွင်ပိုက်ကွန်ချသည်ကိုမြင်၏အကြောင်းငါသူတို့သည်တန်ခါသည်များဖြစ်၏ထိုအခါယေရှုကသူတို့အားငါနောက်သို့လိုက်ကြလောငါသည်သင်တို့အားလူကိုဖန်သောတန်ခါဖြစ်စေမည်ဟုမိန်သူတို့သည်လည်းချက်ချင်းမိမိတို့ပိုက်ကွန်များကိုထားကြ၍နောက်တော်သို့လိုက်ကြ၏ထို့နောက်ကိုလိုဒီရှေ့သို့အနှဲငယ်ကြွသွားတော်မူသောအခါစေဗေဒဝိသားယာကုပ်နှင့်သူ၏ညီယောဟန်တို့သည်မိမိတို့၏လှေထဲ၌ပိုက်ကွန်များကိုဖထင်းနေသူကိုမြင်၏ထိုအခါကိုလိုဒီချက်ချင်းသူတို့ကိုခေါ်၍သူတို့သည်လည်းမိမိတို့၏ဖခင်စေဗေဒဝိကိုလှေပေါ်တွင်လူငှားများနှင့်ထားခဲ့၍ကိုရော၏နောက်တော်သို့လိုက်ကြလေ၏မြတ်သောအင်္ဂလိပ်နှုတ်ကပတ်တော်ပေတည်း။အိုကိုကိုတော်ကေရောရှာချီမိုတော်နာရှိပါစေ။ဘုရုံကလေးကသိပြီးသားပါဒါပေမဲ့မနေ့ကပြန်ခံစားမိတာလေးပြောပြမယ်မေတ္တာပေးရင်မေတ္တာပြန်ရပါတယ်စัจ jabal ကိုတွေ့ကြည့်အောင် That's why life is an air good that all come back to you ဘဝဟာပို့လိုက်သမျှပြန်လာတဲ့ပဲ့တင်တယ်လို့ပဲတဲ့မနေ့အခမ်းအနားတစ်ခုမှာခလေးတယောက်ကပြေးပြီးပြန်လာပြောအပားတဲ့အပားစကားပြောလိုက်အနှစ်တည်းပဲတဲ့ရင်ထဲမှာဘလို့ဖြစ်မှန်းတော့မသိဘူးအပားအစစ်တွေအနှစ်တွေပဲပေးချင်တယ်အကာတွေမပေးချင်လူတွေကစိတ်ဒုက္ခတွေရောက်နေကြတယ်โอเคဒီနေ့ကျမ်းစာနေပြောချင်Matthew chapter 6 verse 14 to 29ငါတို့ကိုတွေ့နဲ့မြင်ရကြားရတာကဒီလိုမိဘတွေပေါ့နော်ခီးရှည်ထွက်မဲ့သားသမီးကိုစုံမစကားတွေချွေတယ်အထုပ်ပိုးဘွိုင်းပြင်ပေးတယ်ပတ်စံမအလုံးလောက်ထည့်ပေးတယ်လေစိတ်အထိကိုယ်တိုင်လိုက်ပို့တယ်နောက်ွယ်မှာဆူတောင်းပေးပြီးကြံခဲ့ကြတယ် Mark chapter 6 verse 9 8 9 10ဆရာသခင်ခရစ်တော်ကသူ့တပည့်တွေကိုဘာမှမယူသွားနဲ့ပတ်စံလည်းမယူသွားနဲ့အင်ကြီးအပူစားစရာလည်းမယူသွားနဲ့တဲ့နိုင်ငံခြားမပြောပါနဲ့မြန်မာပြည်ပြည်ထဲမှာအဲ့လိုတင်သွားရဲ့လားဘာမှမယူဘဲနဲ့သွားရဲ့လားခရစ်တော်ရဲ့ကျမ်းထဲကထူးဆန်းတဲ့စကားတွေကြားရတယ်။ Number 1သခင်ဖျားဟာမှတ်ဉာဏ်မကောင်းပါဘူး။ Why? ညာဘက်ကတခု Remember me when you come into your kingdom Luke chapter 26 verse 42 43မှာ you will be with me in paradise လို့ပြော။ကိုယ့်ရဲ့မကောင်းမှုမှန်သမျှကျူးလွန်ခဲ့သမျှကိုသခင်ဖျားမိခဲ့ပါတယ်။ Second, John 8 chapter 6 and 7. One day, Parasiria John Payachin. Lucia Dushima the Campiago, a shakway on Lochenge. Edo, Piriza Maliu. Is a langer. Yes or no, Mapioge, the crypto ha, Lanune Chayi nigere, Payege, Lesura, Mathibi, me, pure like that, let the one among you who is without sin cast the first stone. Minute a pimshe do supper. Piriza Lusarago, Piaga Ukilu, Mapioge. Simply bare, Yava, Mapioge. Hey, it take them a hole.
ပြောချင်ခဲ့တာကတော့အပြစ်ရှိသူအချင်းချင်းတစုံတစ်ယောက်ကိုစီရင်ခြင်းမှာတာဝန်ယူရမယ့်သဘောပါဆိုပါတော့တင်လက်ညိုးကြီးပဲထိုးတက်နေတော့ကိုပြန်စဉ်းစားဖို့ဂျွန် chapter 8 verse 8 and 9ဒုတိယအကြိမ်မြေပြင်မှာခြာရင်းနေခဲ့တာပါလဲဆိုတာအတိအကျမသိရပေမဲ့ his focus was seeing the woman သူ့အာယုံကအမျိုးသမီးကိုအဲ့ကောင်မလေးကိုကယ်ဖို့ပဲဒီတော့နံပါတ်2သခင်ဖျားဟာမှညံမကောင်းတဲ့သူပါprodigal son နံပါတ်3ဖခင်ကြီးအရှင်လက်ရှိနေဟုတ်အဖေအရှင်လက်ရှိအမွေတောင်းလဲဆိုတော့ဒါမဖြစ်တဲ့ကိစ္စကြီးအမွေတောင်းခွင့်မရှိပေမဲ့ဒီသားငယ်ကိုဖခင်ကြီးကခွဲဝေးပေးခဲ့တယ်ဒီဇလန်ကငါတို့တည်ထားတဲ့အတိုင်းဖခင်ကြီးရှာထားသမျှသုံးဖြုံးပြီးစားစရာမရှိတဲ့အထိဘဝကစုပ်ပြတ်သွားမှပြန်လာတဲ့သားကိုပွေဖက်နမ်းရှုပ်တဲ့လှုပ်ခဲ့တဲ့ဖခင်ကြီးကိုခရစ်တော်ခမဲတော်ကိုစားခိုင်းနိုင်သွားခဲ့ပြန်ပါတယ်သခင်ဖျားကငါတို့ဘက်ကကြည့်တော့ရင်နာစရာပေါ့နော်ဒီတော့သခင်ဖျားဟာအမှန်ရှိတဲ့သူတစ်ယောက်ပါParable of the lost sheep Matthew chapter 18 verses 12 to 14 It's about a shepherd who leaves his flock from 99 sheep in order to find the one which was lost ကြောက်သွားတဲ့တကောင်ကိုအသေးအံရှာခြင်းစိတ်နဲ့ပဲ69ကောင်ကိုပြစ်ထားရက်เสียလားကွာတိုးရင်းမရှိပဲကြံခဲ့မဲ့69ကောင်အတွက်ကအန္တရာယ်များလွန်းပါတယ်ဒါကိုသိသိကြီးနဲ့အသေးအံရှာခံရတဲ့တကောင်ကကြံတဲ့69ကောင်ထက်အလေးသာနေသလိုလိုတန်မိုးကြီးနေသလိုလိုဒီတော့ခရစ်တော်ဟာတင်ချာမတတ်တဲ့သူတယောက်ပါ5 Luke chapter 50 verse 8 and 10အဲ့ဒီပုံမြင်တဲ့ကအမျိုးသမီးကြီးကတဲ့သူ့လက်ထဲမှာရှိတဲ့10 silver coin တွေကတပြားကိုပြောက်ဟာအသေးတန်လိုက်ရှာတယ်အဲ့ဒီဓမ္မတနာရီတပြားကိုလည်းပြန်တွေ့ရောအမလေးကြိတ်ပြောတာတယောက်တည်းတော့မပြောဘူးနားလူတွေခေါ်တာအိမ်နီးနားချင်းတွေကိုလိုက်ပြီးတော့ပွဲလုပ်တယ်ကုန်ကြစိတ်ကဒနာရီတပြားတည်းပို့ခဲ့ပါတယ်အဲ့တော့ခရစ်တော်ဟာစင်ကြယ်လုံးတရားမရှိအုံနောက်မရှိရသူပါခုခေတ်နိုင်ငံရေးသမားတွေလို့ပြည်သူတွေအောက်ခြေကလူတွေကိုမလုံးမပိခဲ့မဲမဆွဲခဲ့ဘူးဒီနေ့ကျမ်းစာတွေကတမန်ဘာလဲလက်ရွေးစင်တမန်တော်ကြီး၄ယောက်ကိုခေါ်တာစကလုံးနှလုံးနဲ့ပဲခေါ်သွားတာနော်ပေါ်လို့မရဘူးငါနောက်လိုက်ဒါပဲကျန်တာမပါလာဘူးမင်းဆိုသူ့ကိုထောက်ခံဖို့လည်းပတ်စံအကုန်မခံခဲ့ဘူးအမှန်တော့သူ့မှာလည်းဘာမှမရှိပါဘူးလက်သမားသားလေခရစ်တော်ဟာ follow me ငါနောက်လိုက်ဆိုတဲ့စကားလုံးကိုတမန်ကျမ်းစာမှာ73ချိန်ပြောခဲ့တယ်သူတို့ဘက်ကချက်ချင်းလိုက်ခဲ့တယ်ဆိုပေမဲ့ဒီနေ့ကျမ်းစာမှာခရစ်တော်ဘက်ကဘာမှလုံးဝမပေးခဲ့ဘူး Luke chapter 9 verse 58 Forces have danced the past happiness the son of man has a new place to lay his head ခေါင်းချစရာနေရာမရှိလို့မဲဆွယ်မှတော့ဘသူကလိုက်ချင်မှာလေအပြင်လောကသားတွေနဲ့အပြင်နိုင်ငံရေးသမားတွေနဲ့သခင်ဖျားရဲ့မဲဆွယ်ပုံကစန့်ကျင်ဘက်ဒီတော့ခရစ်တော်ဟာအန္တရာယ်ရှိတဲ့စွန့်စားရေးသမားပါနောက်ဆုံး Matthew chapter 20 verse 1 to 16 early in the morning 9 a.m. noon there 3 in the afternoon 5 in the evening အလုသမား9ချိန်ထိတနေ့တည်းထွက်ရှာခဲ့တဲ့ဇပြစ်ပိုင်ရှင်ဟာညနေ9နာရီမှအလုရသူတွေကိုလည်းအရင်အလုရသူတွေအတိုင်းလောက်ခအတူတူပေးခဲ့ပါတယ်စီးပွားရေးသမားတွေလုံပါလားအဲ့လို
နေဝင်မုတ်ချုပ်ခန့်ဒီမှာအလုတ်လုတ်ရအလုတ်ချိန်ကနဲလွန်လာလောက်ခလျှော့ပေးကြမှာသိကြပါဒါကြောင့်ခွတ်တော်ဟာတို့မြင်နေတွေ့နေရတဲ့စီးပွားရေးသမားတွေနဲ့လည်းမတူပါဘူးခွတ်တော်ရဲ့အဲ့ဒီအာနဲ့ချက်တွေကြောင့်အပါလိုက်ခဲ့တာပါ